ခိုင်မာဝါ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အေးချမ်းလာတဲ့ညနေခင်းတစ်ခုမှာ911အရေးပေါ်ဌာနစီကိုဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့ပါတယ်။လူနာတင်ရင်အမြန်လွတ်ပေးပါ။ကျွန်တော်အိမ်ပြန်ရောက်တော့ကျွန်တော်ညီမလေးသတိလစ်ပြီးမောက်ရသားလေးနေတယ်။တစ်ဖက်ကဖုန်းပြောနေတဲ့အသက်18နှစ်အရွယ်လူငယ်လေးရဲ့အတန်ကထိတ်လန့်မှုတွေစိုးရိမ်မှုတွေနဲ့တုန်လှုပ်နေခဲ့ပါတယ်။အမှန်တကယ်မှာတော့ဒီဖုန်းခေါ်ဆိုမှုဟာရက်ဆက်လာတဲ့လူသားမှုတစ်ခုရဲ့အစားဖြစ်နေခဲ့ပါတယ်။မိသားစုဝင်တွေမထင်မှတ်ထားခဲ့တဲ့အဲ့ဒီနေ့ကသူတို့ဘဝရဲ့အဆိုးဝါးဆုံးနေ့တစ်နေ့ဖြစ်လာခဲ့တယ်လို့စုံတော့တွေအတွက်နှစ်ပေါင်းများစွာအပြေရှာမရပဲလမ်းပြောက်စေခဲ့မဲ့ဗဟေလိဆန်တဲ့လူသားမှုတစ်ခုရဲ့အစာလဲဖြစ်လာခဲ့ပါတယ်။ဒီနေ့ပြောပြပေးမယ့်မှုကတော့ငယ်ရွယ်ပြီးချောမောလာပါတယ်လို့အနာဂတ်အတွက်အိမ်မက်တွေနဲ့ပြည့်နေခဲ့တဲ့အသက်16နှစ်အရွယ် Tresa Banks ရဲ့လူသတ်မှုအကြောင်းပဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအင်ဒီယာနာပြည်နယ်မီရှီဝါကာမြို့လေးကတိတ်ဆိတ်အေးချမ်းလာတဲ့မြို့ငယ်လေးတစ်မျိုးဖြစ်ပါတယ်။တစ်နှစ်လုံးမှာလူသတ်မှုတစ်မှုနှစ်မှုလောက်ပဲဖြစ်တတ်တဲ့နေရာတစ်ခု။ဒါပေမဲ့အဲ့ဒီနေ့မှာတော့မြို့လေးတစ်မြို့လုံးကိုတုန်လှုပ်သွားစေမဲ့ဖြစ်ပျက်တစ်ခုဖြစ်သွားခဲ့ပါတယ်။1988ခုနှစ် January 17ရက်နေ့ညနေ9နာရီဝန်းကျင်လောက်မှာတော့ Steve Banks ဆိုတဲ့လူငယ်လေးတစ်ယောက်အိမ်ပြန်ရောက်လာခဲ့ပါတယ်။အိမ်ထဲကိုဝင်သွားလိုက်တဲ့အချိန်မှာဖုန်းမိနေခဲ့ပြီးတော့ညီလေးဖြစ်သူထိုနီကအိမ်ပြန်လာလို့ရမလားလို့အကြောင်းကနေဖုန်းဆက်ပြီးမေးနေခဲ့တာညီဖြစ်သူနဲ့စကားပြောပြီးလို့ဖုန်းချပြီးတဲ့နောက်မှာတော့ Steve ကကျမ်းမြေပေါ်မှာမောက်ရက်အနေထားနဲ့လဲကျနေတဲ့သူ့ညီမလေး Tresa ကိုတွေ့လိုက်ရပါတယ်အစပိုင်းမှာတော့နောက်ပြောင်နေတာလို့ပဲထင်နေခဲ့ပေမဲ့ Tresa ကိုအနီးကပ်သွားလှုပ်ကြည့်လိုက်တဲ့အခါမှာတော့သူထင်ထားတာထက်အစာပေါင်းများစွာပိုဆိုးတဲ့အမှန်တရားတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်။အသက်16နှစ်အရွယ် Tresa ကသေဆုံးနေခဲ့ပါပြီ။အရေးပေါ်ဖုန်းခေါ်တဲ့ရဲကားတန်တွေနဲ့အတူအေးချမ်းလာတဲ့ဒီရက်ွက်လေးဟာလည်းချက်ချင်းပဲရာဆွဲမှုဖြစ်ပွားတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ Tresa ဟာအင်မတန်ချစ်စရာကောင်းပြီးထက်မြက်တဲ့အထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်တယ်။သူ့ရဲ့ရည်မှန်းချက်ကအနာဂတ်မှာကျောင်းဆရာမတစ်ယောက်ဖြစ်လာဖို့တငယ်ချင်းတွေကြားမှာလည်းလူချစ်လူခင်ပေါ်များတဲ့ကောင်မလေးတစ်ယောက်အဲ့ဒါကြောင့်မလို့ဘာလို့ဒီလိုရဲရဲဆက်ဆက်အသက်ခံရတာလဲဆိုတာကိုဘယ်သူမှနားမလည်နိုင်ခဲ့ကြပါဘူးမိခင်ရဲ့ပြောပြချက်အရထရီဆာကမနက်ပိုင်းမှာကျောင်းမှာရှိနေခဲ့ပြီးတော့10နာရီလောက်မှာကျောင်းကနေဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့ပါတယ်ထရီဆာအိမ်ပြန်ပြီးဥအစားလဲဖို့လိုတယ်ဆိုတာကိုကျောင်းကလှမ်းအကြောင်းကြားတာမနက်10:15လောက်မှာထရီဆာကမြို့ဘတ်စကားကိုစီးပြီးကျောင်းကနေအိမ်ကိုပြန်လာခဲ့တယ်။10နာရီခွဲဝန်းကျင်လောက်မှာတော့အိမ်ကိုပြန်ရောက်ခဲ့တယ်ဆိုပြီးသိရပါတယ်။အမှုကိုတာဝန်ယူစုံစမ်းရတဲ့မီရှီဝါကာရဲဌာနကရဲစုံနောက် Craig Whitfield ကလည်းအခင်းဖြစ်တဲ့နေရာကိုရောက်လာခဲ့ပြီးတော့တအိမ်လုံးကိုရှာဖွေစစ်ဆေးလိုက်တဲ့အခါမှာတော့အိမ်တကားတွေဟာအတင်းဖောက်ပြီးဝင်ထားတာတွေရှိမနေဘူး။ဒါဆိုရင်လူသက်သမားကထရီဆာတီးတဲ့သူတယောက်ဒါမှမဟုတ်ထရီဆာကိုယ်တိုင်အိမ်ထဲဝင်ခွင့်ပေးခဲ့သူဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ထရီဆာရဲ့အဝတ်အစားတွေကတဝက်ဗလာချင်းဖြစ်နေတာ။ဒါကလိမ်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရနိုင်ခြေရှိတဲ့လက္ခဏာဆိုပေမဲ့လူသက်သမားကဒါကိုတကယ်ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာလားဒါမှမဟုတ်ရဲတွေကိုလမ်းလွဲစေဖို့လုပ်ထားတာလားဆိုတာကိုတော့ဘယ်သူမှသေချာမသိနိုင်သေးပါဘူး။အခင်းဖြစ်တဲ့နေရာမှာတွေ့ရတဲ့တပ်တွေတွေကစုံနောက်တွေအတွက်အဓိကအကြဆုံးသက်တွေကတော့တနက်ရဲ့ ejector rod လို့ခေါ်တဲ့အစိပ်ပိုင်းလေးတစ်ခုအဲ့ဒါလေးကအခင်းဖြစ်တဲ့နေရာမှာပြုတ်ကျကျန်နေခဲ့တာလူသက်သမားကအလျင်စလိုထွက်ပြေးသွားခဲ့တာလည်းဖြစ်နိုင်တယ်လို့သူ့ကိုယ်သူယုံကြည်မှုလွန်ခဲ့ပြီးအမားတစ်ခုကြံခဲ့တာလည်းဖြစ်နိုင်ပါတယ်ဆုံနောက်ဝစ်ဖီကတော့ဒီအချက်ကိုလူသိရှင်ကြားမထုတ်ပြန်ခဲ့ပါဘူး။တနေ့နေ့မှာဒီအမားလေးတစ်ခုကလူသက်သမားကိုဓာတ်ရိုက်ဖော်ထုတ်ပေးနိုင်မယ်လို့သူယုံကြည်နေခဲ့ပါတယ်။နောက်ပိုင်းစစ်ဆေးချက်တွေအရထရီဆာကမျက်နှာကို RG10 revolver တနက်နဲ့၄ချက်တီပစ်သက်ခံထားရတာကိုတွေ့ရှိခဲ့ကြပါတယ်။စုံနောက်တွေမြင်မှာတော့ဒါကရိုးရိုးသစိမ်းတယောက်ဆိုရင်ဥကောင်းကိုတစ်ချက်တည်းပြေုံနဲ့လုံလောက်ပါတယ်။ဒါပေမဲ့ခုက40တောင်ဖြစ်ထားတာဆိုတော့ဒေါသတွေအမုန်းတရားတွေဒါမှမဟုတ်ကိုရေးကိုသာဆက်နွယ်မှုတစ်ခုပါဝင်နေတဲ့လူသက်မှုဖြစ်ဖို့ရာဂိုင်နှုန်းများတယ်ဆိုပြီးယူဆခဲ့ကြပါတယ်။ထုံးစံအတိုင်းပဲစုံနောက်တွေကမိသားစုတွေကလူတွေစီကစပြီးတန်တရားစရင်တိဆောက်ဖို့ဆုံးဖြတ်လိုက်ကြတယ်။အလောင်းကိုပထမဆုံးတွေ့ခဲ့တဲ့သူကအကိုဖြစ်သူ Steven Banksဒါကြောင့်မလို့ Steve ကအမှုရဲ့ပထမဆုံးတန်တရားရှိသူဖြစ်လာခဲ့ပါတယ်။
ညီမလေးကိုဆုံးရှုံးလိုက်ရလို့ကြီးမားတဲ့ဝမ်းနည်းမှုတွေကြားမှာပဲအသက်16နှစ်အရွယ် Steve ကစုံစမ်းစစ်ဆေးမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်အလိန်ဖော်ဆက်စစ်ဆေးမှုကိုခံယူခဲ့ရပါတယ်။ရလဒ်တွေကတော့မအောင်မြင်ဘူးဆိုပြီးပြသနေခဲ့ပေမဲ့စုံနောက်တွေက Steve ရဲ့အပြုအမူတွေမျက်နှာအမူအရာတွေနဲ့သူခံစားနေရတဲ့စိတ်ဒဏ်ရာတွေကိုအထင်သာမြင်တွေ့နိုင်ခဲ့ကြတယ်။သူတို့အမြင်မှာတော့ Steve ကသစုံတစ်ခုကိုဖုံးကွယ်နေတဲ့တရားခံတစ်ယောက်ထက်ညီမကိုဆုံးရှုံးလိုက်ရလို့စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်နေတဲ့လူငယ်တစ်ယောက်နဲ့ပိုတူနေခဲ့ပါတယ်။ Steve ရဲ့လှုပ်ရှားမှုတွေကိုအသေးစိတ်စစ်ဆေးလိုက်တဲ့အခါမှာလည်းအခင်းဖြစ်ပွားတဲ့အချိန် Steve ကအလုပ်ကနေပြန်တဲ့ချစ်သူနဲ့နေ့လည်စာစားပြီးပန်းချံကနေအိမ်ကိုပြန်လာခဲ့တယ်။အလီပိုင်အခိုင်အမာလည်းရှိနေတဲ့အတွက်ကြောင့်မလို့လူသတ်မှုနဲ့ပတ်သက်မှုမရှိဘူးဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Steve ကစုံနောက်တွေကိုနောက်ထပ်သဲလွန်စာတစ်ခုပေးခဲ့တယ်။ခရီစာရဲ့ချစ်သူရှော့နဲ့လူသတ်မှုမတိုင်ခင်ရပိုင်းလိုမှာစကားများရန်ဖြစ်ခဲ့တယ်ဆိုတာကိုထွက်ဆိုခဲ့ပါတယ်။ရဲတွေကရှော့ကိုစစ်ဆေးခဲ့ပေမဲ့သူ့ရဲ့သက်သေထွက်ဆိုချက်တွေအချိန်စရာတွေကတစ်ခုနဲ့တစ်ခုကိုက်ညီနေခဲ့တယ်။ဒါပေမဲ့ရှော့ပြောပြတဲ့အချက်တစ်ခုကအမှုရဲ့လမ်းကြောင်းကိုပြောင်းလဲသွားစေခဲ့ပါတယ်။ထရီဇာအသက်မခံရခင်မနက်7:00နာရီဝန်းကျင်မှာထရီဇာနဲ့ရှော့တို့ဖုန်းပြောနေခဲ့ကြတယ်။အဲ့ဒီချိန်မှာထရီဇာရဲ့အိမ်တကားကလူခေါ်ခေါင်းလောင်း2ကြိမ်မိနေခဲ့တယ်။ပထမကြိမ်မိတဲ့ချိန်မှာထရီဇာကတကားကိုသွားမဖွင့်နေပဲနဲ့ရှော့နဲ့ဆက်ပြီးစကားပြောနေခဲ့ပါတယ်။ဒါပေမဲ့သူတို့ဖုန်းချကာနီးအချိန်ရောက်လာတဲ့အခါဒုတိယအချိန်ခေါင်းလောင်းထပ်မိတဲ့အတန်ကိုရှော့ကကြားလိုက်ရတယ်။ဒါကထရီဇာနဲ့ရှော့တို့စကားပြောခဲ့တဲ့နောက်ဆုံးအကြိမ်ပဲဖြစ်ပါတယ်။ဒီသဲလွန်စားကိုစုံစမ်းနေတဲ့အချိန်မှာပဲဖလော်ရီဒါကရဲစုံနောက်တယောက်ကနေဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့တယ်။ဖုန်းထဲကပြောလာတဲ့နာမည်ကတော့ Michael Lockett ဒီလူကဆယ်ကျော်သက်မိန်းကလေးတွေကိုပြစ်မှတ်ထားပြီးတပ်ဖြတ်နေတဲ့ကွင်းဆက်လူသက်သမားလို့တန်တရားရှိထားသူဖြစ်ပါတယ်။အစပိုင်းမှာတော့စုံနောက်တွေကထရီဇာရဲ့လူသတ်မှုနဲ့သူ့ကိုဆက်ဆက်နိုင်မလားဆိုပြီးတန်တရားထားခဲ့ကြတယ်။ဒါပေမဲ့နောက်ပိုင်းစုံစမ်းစစ်ဆေးမှုတွေကနေထရီဇာအသက်ခံရတဲ့နေ့မှာ Lockett ကဖလော်ရီဒါပြည်နယ်မှာပဲရှိနေခဲ့တာကိုအတည်ပြုနိုင်ခဲ့ပြီးတော့ဒီသဲလွန်စားကလည်းနောက်ဆုံးမှာပြတ်သွားခဲ့ပါတယ်။ဒါပေမဲ့စုံနောက်တွေကလက်မလျှော့ခဲ့ကြပါဘူး။ဒီလိုနဲ့စုံနောက်တွေကသက်ဆိုင်လူတွေအိမ်ကြီးချင်းတွေကိုစက်တိုက်မီးမြန်းစုံစမ်းနေခဲ့ကြတယ်။အဲ့ဒီချိန်မှာအိမ်ကြီးချင်းတယောက်ရဲ့ထွက်ဆိုချက်ကရက်တက်နေသလိုဖြစ်နေတဲ့အမှုကိုပြန်လည်လှုပ်ရှားစေခဲ့ပါတယ်။သူမရဲ့ထွက်ဆိုချက်အရဖရီဇာအသက်ခံရတဲ့နေ့မနက်7:00နာရီဝန်းကျင်မှာသပင်အနက်ရောင်ရှိတဲ့ဆယ်ကျော်သက်လူငယ်တယောက်ဖရီဇာရဲ့အိမ်ထဲကိုဝင်သွားတာမြင်ခဲ့ရတယ်ဆိုပြီးပြောပြတယ်။ဒီထွက်ဆိုချက်ကထရီဇာရဲ့ချစ်သူရှော့ပြောခဲ့တဲ့လူခေါ်ခေါင်းလောင်းမိတန်နဲ့အချိန်အတိအကျကိုက်ညီနေခဲ့တယ်။တန်တရားရှိသူရဲ့ပုံစံထွက်လာတဲ့အခါမှာတော့လူမျက်နှာပုံစံကဘသူဖြစ်နိုင်လဲဆိုတာကိုတေချာခွဲလို့မရအောင်ဖြစ်နေတာ။ဒီလိုနဲ့သဲလွန်စားကပျောက်သွားပြန်ရော။အမှုဖြစ်ပြီးတလအကြာမှာတော့စုံနောက်ဝစ်ဖီရဲ့စပွဲပေါ်မှာတနက်တလဲရောက်လာခဲ့ပါတယ်။ Mr. Lester Snyder ဆိုတဲ့လူကရဲဌာနမှာလာအပ်ထားခဲ့တာ။နှက်ကိုစစ်စစ်ကြည့်လိုက်တဲ့အခါမှာအာချီချန်မျိုးစားဖြစ်နေပြီးတော့ပုံမှန်မဟုတ်တဲ့အချက်တစ်ခုကိုတွေ့ရှိခဲ့ရပါတယ်။အဲ့ဒါကတော့တနက်ကအီဂျက်တာဘရော့ပျောက်ဆုံးနေခဲ့တာပါ။စုံနောက်ဝစ်ဖီကလည်းဒီတနက်ကထရီဇာကိုပြစ်တက်ခဲ့တဲ့လက်နက်များဖြစ်နေမလားဆိုပြီးတန်တရားဝင်လာခဲ့တာကြောင့်တနက်ကို FBI တက်ခွဲခန်းစီပို့ဆောင်ပြီးတော့အသေးစိတ်စမ်းသပ်စစ်ဆေးခိုင်းခဲ့ပါတယ်။တစ်ဖက်မှာလည်း Mr. Snyder ရဲ့နောက်ကျောင်းကိုဆက်လက်စုံစမ်းနေခဲ့တယ်။စုံစမ်းလိုက်တဲ့အခါမှာ Mr. Snyder မှာ18နှစ်အရွယ် Phil Jean ဆိုတဲ့မယဘာသားတယောက်ရှိတယ်ဆိုတာကိုသိလိုက်ရတယ်။ဒါကထရီဇာရဲ့အိမ်ကိုဝင်သွားတဲ့တန်တရားရှိသူရဲ့အသက်အရွယ်ဝန်းကျင်နဲ့အတူတူပဲ။ Snyder ကိုစုံစမ်းမေးမြန်းလိုက်တဲ့အခါမှာသူ့ရဲ့အမျိုးသမီးကဒီတနက်ကိုသားဖြစ်သူ Phil Jean ရဲ့အိယာအောက်မှာတွေ့ခဲ့တာဖြစ်ပြီးတော့အိမ်မှာမထားချင်လို့လူရဲစခန်းကိုလာအနံခဲ့တာဖြစ်ကြောင်းပြောပြခဲ့တယ်။ Phil Jean ကရန်ဖြစ်တတ်တဲ့သူပြဿနာရှာတတ်တဲ့သူလို့လူသိများတဲ့သူတယောက်။မောက်မာပြီးတော့သူ့ကိုယ်သူအရန်အထင်ကြီးတတ်တဲ့ဇယိုက်ရှိတဲ့လူငယ်တယောက်ဖြစ်တယ်။ဒါပေမဲ့စုံနောက်တွေကိုပို့ပြီးအံ့အားသင့်စေခဲ့တဲ့အချက်က Phil ကဖရီဇာရဲ့အရင်းကြီးဆုံးတငယ်ချင်းရဲ့ချစ်သူဖြစ်နေခဲ့တာပါ။ဆက်လက်စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ Phil ကထရီဇာရဲ့အိမ်ကိုရောက်ဖူးတယ်ဆိုတာကိုလည်းရဲတွေသိလာခဲ့ရပါတယ်။အခုဆိုရင်လူသက်မှုမှာတုံးခဲ့တယ်လို့ယူဆရတဲ့တနက်ကလည်းရဲတွေရဲ့လက်ထဲမှာရှိနေပြီ။တနက်ပိုင်ရှင်ဘယ်သူလဲဆိုတာကိုလည်းသိနေရပြီ။ဒီလိုနဲ့ Phil Jeans ကိုခေါ်ပြီးတော့စစ်ဆေးမေးမြန်းလိုက်ကြတယ်။ Phil ရဲ့ထွက်ဆိုချက်အရတော့
ထရီဇာတက်ခံရတဲ့အချိန်မှာသူကမီရှီဝါကာမြို့နယ်မိုင်60လောက်ဝေးတဲ့ Fort Wayne မြို့ကစားတောက်ဆိုင်မှာအလုပ်လုပ်နေတာဆိုပြီးပြောပြတယ်။သူလုံလုံနေခဲ့ပါတယ်ဆိုတဲ့ကုမ္ပဏီကိုဆက်သွယ်လိုက်တဲ့အခါမှာတော့ Fagins ကလူသတ်မှုမဖြစ်ခင်တပတ်အလိုကလေးကအဲ့ဒီအလုပ်ကနေထွက်ထားပြီးသားဖြစ်နေတာ။ဆိုတော့ဒါကလိန်ပြောတာဆိုတာပေါ်သွားပြီ။ရဲတွေကလည်းအမှန်တိုင်းပြောဖို့သူ့ကိုဖိအားပေးလိုက်တဲ့အခါမှာတော့နောက်ထပ်ဇာတ်လမ်းတစ်ခုထွက်လာတယ်။ James မှာ James Lewis လို့ခေါ်တဲ့အရန်ရင်းနှီးရတဲ့တငယ်ချင်းတစ်ယောက်ရှိတယ်။သူတို့တငယ်ချင်းတစ်ယောက်ကအတူသွားအတူစားအရန်ရင်းနှီးကြတာဆိုတော့သူ့ရဲ့တနက်ကိုလည်း James Lewis ကတခါတလေယူသုံးတာတွေငှားသုံးတာတွေရှိတယ်ဆိုပြီးပြောပြလာတယ်။ Lewis ကလည်းခက်ထန်တဲ့လူငယ်တစ်ယောက်တနက်အကြောင်းနဲ့ပတ်သက်ပြီးတော့သူယူသုံးတာတွေရှိတယ်ဆိုတာကိုဝန်ခံခဲ့ပေမဲ့ Teresa ကိုတော့သူမတတ်ခဲ့ဘူးဆိုပြီးတော့ပဲခိုင်ခိုင်မာမာညှင်းဆိုနေခဲ့တယ်။ဒါပေမဲ့အလီပိုင်တော့ရှိမနေဘူး။အခြေအနေတွေပိုပြီးရှုပ်ထွေးလာရတာကတနက်တစ်လက်သေးကိုကင်တဲ့သူက2ယောက်ဖြစ်နေတာ။အမှုဖြစ်တဲ့နေ့မှာအဲ့ဒီတနက်ကိုဘသူကကင်ထားသလဲဘသူကပြစ်ခတ်ခဲ့သလဲဆိုတာကိုတိတိကျကျဘသူမှမသိနိုင်သေးပါဘူး။ဒီလိုမရှင်းမလင်းဖြစ်နေတဲ့အခြေအနေကြားမှာစုံနောက်တွေက Phil James နဲ့ James Lewis နှစ်ယောက်ထဲကဘသူကတကယ်လူသက်သမားလဲဆိုတာကိုအဖြေရှာဖို့အသေးအတန်စူးစမ်းခဲ့ကြတယ်။ဒါပေမဲ့သူတို့နှစ်ယောက်လုံးကလည်းလူသက်မှုနဲ့ပတ်သက်မှုမရှိဘူးဆိုပြီးတော့ပဲတောက်လျှောက်ညှင်းဆိုနေခဲ့ကြတယ်။ဒီကြားထဲမှာရဲတွေအားကိုတကြီးမျောလင့်ထားခဲ့တဲ့ FBI တပ်ခွဲတန်းက ballistic စစ်ဆေးမှုအဖြေထွက်လာပါတယ်။အလွယ်ပြောရရင် ballistic test ဆိုတာကတနက်ကနေပြစ်လိုက်တဲ့ကြီးစံအပေါ်မှာကြံခဲ့တဲ့ခြေရာအမှတ်အသားတွေကိုကြည့်ပြီးဒီကြီးစံကဒီတနက်ကထွက်တာလားဆိုတာကိုစစ်ဆေးတာ။အဲ့ဒီအချိန်က1980နောက်ပိုင်းဆိုတော့နီးပညာကအားနည်းနေသေးတယ်။ရလက်ကတော့တဲတဲကွဲကွဲမဆုံးဖြတ်နိုင်ဘူးဆိုတဲ့အဖြစ်ထရီဆာကိုတက်ခဲ့တဲ့ကြီးစံတွေကဂျင်းစ်ရဲ့တနက်ကနေပြစ်ခတ်ခဲ့တာဟုတ်မဟုတ်ကိုသိပ္ပံနည်းကြအတိမပြုတ်နိုင်ခဲ့တာပေါ့။အဲ့ဒီရလက်ကိုကြားလိုက်တဲ့အချိန်မှာတော့စုံနောက်တွေအကြီးအကျယ်စိတ်ပြတ်သွားခဲ့ကြပါတယ်။သူတို့မျောလင့်တကြီးနဲ့စူးစမ်းထားခဲ့သမျှကလည်းတဲတဲရေသွန်းသလိုဖြစ်သွားခဲ့ပြီးတော့အမှုကိုဖြေရှင်းနိုင်မဲ့အရေးကြီးတဲ့သက်သေကိုပါလက်လွတ်သွားသူဖြစ်ခဲ့ရတာဒီလိုနဲ့အမှုကခိုင်လုံတဲ့သက်သေပြစရာမရှိတဲ့အတွက်တဖြည်းဖြည်းလူထုကြားမှာအာယုံညော့နေလာပြီးတော့ထရီဆာရဲ့မိသားစုကလည်းမျှော်လင့်ချက်တွေတဖြည်းဖြည်းမှိမ့်မိန်လာခဲ့ပါတယ်နှစ်ပေါင်းများစွာကြာတဲ့အထိထရီဆာဘန်ရဲ့လူသက်မှုကအဖြစ်မပေါ်နိုင်သေးတဲ့ဗဟိလိတစ်ခုဖြစ်ရှိနေခဲ့ပါတယ်။အချိန်နဲ့နှစ်တွေကြာသွားပေမဲ့ထရီဆာရဲ့မိသားစုအတွက်ကနာကျင်မှုမပြောက်သွားဘဲနဲ့တရားမျှတမှုကိုစောင့်ဆိုင်းနေစေပါပဲ။အမုတ်ကိုကင်တွယ်ခဲ့တဲ့စုံနောက်ဝစ်ဖီဆိုရင်လေသမီးနှစ်ယောက်ရဲ့ဖခင်ဖြစ်တဲ့အတွက်မိဘတယောက်အနေနဲ့ခံစားရတဲ့နာကျင်မှုတွေကိုသူကောင်းကောင်းနားလည်တယ်။အဲဒါကြောင့်လဲထရီဆာအတွက်တရားမျှတမှုရဖို့14နှစ်လုံးဒီမှုကိုလက်မလျှော့ပဲဆက်လက်စုံစမ်းနေခဲ့တယ်။ဒါပေမဲ့တရားမျှတမှုရှာမတွေ့သေးခင်မှာပဲအငိမ့်စားယူသွားလိုက်ရလို့သူတော်တော်လေးစိတ်ထိခိုက်ခဲ့ရတယ်။ဒါပေမဲ့ထရီဆာတက်ခံရပြီး22နှစ်အကြာ2010ကိုရောက်တဲ့အခါမှာတော့ဒီ cold case ကိုပြန်လည်စုံစမ်းဖို့အတွက်စုံစမ်းရေးအဖွဲ့ကအမှုဖိုင်ကိုအစကနေပြန်လည်သုံးသပ်ခဲ့ကြပါတယ်။မူရင်းစုံစမ်းစစ်ဆေးရေးအဖွဲ့အကြီးအကဲဖြစ်တဲ့ Tim Corbett ကအမှုကိုတာဝန်ယူပြီးတော့တန်တရားရှိသူနှစ်ယောက်လုံးကိုလည်းပြန်လည်ခေါ်ယူပြီးစစ်ဆေးမြန်းခဲ့တယ်။နှစ်ပေါင်း20ကျော်ကြာသွားတဲ့အချိန်မှာ James Lewis ကတော့တည်ငြိမ်တဲ့ဘဝနဲ့နေခဲ့တယ်အလုပ်လုပ်ပြီးပြဿနာကြီးကြီးမားမားမရှိတော့ဘူး။ဒါပေမဲ့တစ်ဖက်မှာ Phil James ရဲ့အခြေအနေကတော့လုံးဝဆန့်ကျင်ဘက်ပဲနှစ်ပေါင်း20ကျော်အတွင်း Phil မှာခိုးမှုတွေအိမ်တွင်းအကြက်ဖက်မှုတွေနဲ့ကိုထိလက်ရောက်ရိုက်နှက်တာတွေစတဲ့ရာဇဝတ်မှုမှတ်တမ်းတွေအများကြီးရှိနေတယ်ဒီနှစ်တခြားလုံးမှာသူနားမှာရှိတဲ့သူတွေကိုထရီဆာရဲ့အမှုနဲ့ပတ်သက်တဲ့စကားတွေမကြာခဏပြောခဲ့ဘူးတဲ့ဆိုတာတွေကလည်းပေါ်လာခဲ့တယ်။သူနဲ့တွဲမှုတဲ့အမျိုးသမီးတချို့ကိုဆိုရင်လည်းထရီဆာကိုတတ်ခဲ့တယ်လို့မင်းကိုလည်းတတ်မယ်လို့ချင်းချောက်ပြောဆိုခဲ့ဘူးတဲ့ဆိုတဲ့ထွက်ဆိုချက်တွေကိုစုံနောက်တွေရရှိလာခဲ့ကြတယ်။ဒီလိုနဲ့တတ်တဲ့အစ်စ်တွေတစ်ခုပြီးတစ်ခုပေါ်ထွက်လာပြီးတဲ့အခါမှာတော့တရားခံဘယ်သူလဲဆိုတာရှင်းသွားပါပြီ။ Phil James ကိုတရားခံအဖြစ်သက်သေပြနိုင်ဖို့ပဲကြံပါတော့တယ်။နောက်ဆုံးမှာတော့ခင်မီနီးပညာအသစ်တွေကိုအသုံးပြုပြီးတော့တနက် ejector rod နဲ့ကြီးစံပိုင်းစာ၄ခုကိုပြန်လည်စစ်ဆေးခဲ့ကြတယ်။ရလဒ်ကတော့ Teresa ရဲ့ဦးခေါင်းကကြီးစံတွေက Phil James ကတနက်ကပြစ်ခတ်လို့ထွက်လာတဲ့ကြီးစံတွေဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။နှစ်ပေါင်း24နှစ်ကြာအောင်စောင့်မျှော်ခဲ့ရပြီးနောက်ဆုံးမှာတော့လူယုံမှာ Phil James ကိုလူသတ်မှုနဲ့ဖမ်းဆီးပြီးတရားစွဲနိုင်ခဲ့ပါပြီ။
ထရီဆာရဲ့ဘဝနောက်ဆုံးနာရီတွေမှာဘာတွေဖြစ်ခဲ့လဲဆိုတာရဲအရာရှိတွေရဲ့သုံးသပ်ချက်အရဆိုရင်1988ခုနှစ်ဇန်နဝါရီ17ရက်နေ့မနက်ပိုင်းမှာထရီဆာဘန်စ်ဟာကျောင်းကိုသွားခဲ့ပါတယ်။အိုအစားလဲဖို့လိုအပ်လာတာကြောင့်မနက်10:15ဝန်းကျင်မှာမြို့ဘတ်စကားကိုစီးပြီးအိမ်ကိုပြန်လာခဲ့တယ်။မနက်10:00နာရီခွဲအချိန်လောက်မှာအိမ်ကိုပြန်ရောက်ခဲ့ပြီးတော့17:00နာရီဝန်းကျင်မှာချစ်သူရှော့နဲ့ဖုန်းပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှိတကားကခေါင်းလောင်းမိလာခဲ့ပြီးရောက်လာတဲ့သူကတော့ Phil James ပဲဖြစ်ပါတယ်။ Phil James ဟာလိမ်မိုင်းဆိုင်ရာစော်ကားဖို့ရည်ရွယ်ချက်နဲ့အိမ်ထဲဝင်လာခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်။အငင်းပွားမှုတစ်ခုဖြစ်ပွားပြီးတဲ့နောက်မှာတော့ Teresa ရဲ့မျက်နှာကိုတနက်နဲ့လေးချက်တီတီပစ်ခတ်ခဲ့ပြီးတော့အခင်းဖြစ်တဲ့နေရာကနေထွက်ပြေးသွားခဲ့ပါတယ်။2015ခုနှစ်ဒီဇင်ဘာလကိုရောက်တဲ့အခါမှာ9ရက်ကြာတရားခွင်စစ်ဆေးမှုအပြီးမှာတော့ Phil James ကိုအပြစ်ရှိကြောင်းကြေညာခဲ့ပြီးလူသတ်မှုအတွက်အမြင့်ဆုံးထောင်ဒဏ်အနှစ်60ချမှတ်ခဲ့ပါတယ်။တရားခွင်အတွင်းမှာ Phil James ရဲ့ချစ်သူတဦးနဲ့မိတ်ဆွေတဦးအပြင်သူ့ကိုဖမ်းဆီးထားချိန်အတွင်းအတူတူအကျဉ်းချခံခဲ့ရတဲ့ကျင်းသား2ဦးကလည်း Phil James က Teresa ကိုတက်ခဲ့တဲ့အကြောင်းဝန်ခံပြောဆိုခဲ့ဘူးလေဆိုတာကိုသက်သေထွက်ဆိုခဲ့ကြပါတယ်။ Phil James ဘက်ကတော့တရားဝင်ဝန်ခံချက်ကိုမပေးဘဲအမြဲတမ်းညှင်းဆိုနေခဲ့ပေမဲ့တရားလိုဘက်ကစူဆောင်းရရှိထားတဲ့သက်သေတွေအရကတော့သူက Teresa ပေါ်အစွဲလန်းကြီးမှုနဲ့ Teresa ရဲ့ညှင်းပယ်မှုကိုခံရခြင်းတို့ကြောင့်အခုလိုရက်စက်တဲ့လုပ်ရက်ကိုကျူးလွန်ခဲ့တယ်ဆိုပြီးကောက်ချက်ချနိုင်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ Phil James ကသူရှိပစ်တဲ့နေရာကိုရောက်သွားခဲ့ပေမဲ့ Teresa အတွက်တရားမျှတမှုရရှိဖို့28တင်တောင်ဆောင်ဆိုင်ခဲ့ရပါတယ်။အမှုရဲ့ရင်သာစရာကောင်းတဲ့အပိုင်းတစ်ခုကတော့ Teresa ရဲ့မိဘနှစ်ဦးစလုံးကနှစ်ပေါင်းများစွာသူတို့သမီးလေးအတွက်အမှန်တရားပေါ်လာမယ့်နေ့ကိုမျှော်လင့်ဆောင်ဆိုင်ခဲ့ကြပေမဲ့တရားစီရင်ချက်ချတဲ့နေ့ရောက်မလာခင်မှာပဲနှစ်ယောက်စလုံးကွယ်လွန်သွားခဲ့ကြပါတယ်။ Teresa အတွက်နောက်ဆုံးတရားမျှတမှုရောက်ရှိလာတဲ့အချိန်မှာအကိုဖြစ်သူ Steven Burns ကကိုယ်တိုင်မြင်တွေ့ခွင့်ရခဲ့ပေမဲ့သူမရဲ့အချစ်ဆုံးမိဘနှစ်ဦးကတော့အဲ့ဒီနေ့ကိုမြင်ကွင်းမရခဲ့ကြပါဘူး။ Teresa Burns ရဲ့အမှုလေးကတော့ဒီမှာပဲပြီးသွားပါပြီ။ကြည့်ရှုနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့ရဲ့အမြင်တွေအတွေးတွေကိုလည်းအောက်က comment မှာဝေမျှပေးသွားခဲ့ကြပါဦးနော်။အားလုံးပဲစိတ်ဖိစီးမှုကင်းဝေးပြီးကျန်းမာနေဖို့ဆုတောင်းပေးလိုက်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်။